Moonlight Story ကို MM မှာကြိုဆိုပါတယ်ရှင်ရှင်းနာမည်ကဟုတ်ခန့်ဟုတ်လားမိကမျိုးနိုင်တယ်လို့မေးလိုက်တယ်ကောင်လေးကအံ့ဩသွားပြီးဟုတ်တယ်လေဘာဖြစ်လို့လဲမင်းမျက်နှာကခဏလေးတည်သွားတယ်အောင်ခန့်ဒီနာမည်ကို तू မမေ့နိုင်ခဲ့ဘူးလွန်ခဲ့တဲ့နှစ်အနည်းငယ်ကသူ့ဘဝကိုပြောင်းလဲသွားစေခဲ့တယ်လူတစ်ယောက်ရဲ့နာမည်လေးဖြစ်ခဲ့တယ်ဒါပေမဲ့ရှေ့မှာရက်နေတဲ့ဒီကောင်လေးကအဲ့ဒီလူဟုတ်မဟုတ်တော့မသိကြဘူးမဖြစ်နိုင်ဘူးမိစိတ်တွေကတူတူလေးရည်ယူလိုက်တယ်အောင်ခန့်ကတော့အဆင်ပြေရလားလို့စိုးရင်တကြီးမေးလိုက်တယ်မိကခေါင်းညှိပြပြီးအဆင်ပြေပါတယ်လို့ပြန်ဖြေလိုက်ပြီမယ်သူ့ရင်ထဲမှာတော့မိကွန်းနေပြည့်နေနေခဲ့တယ်ဒီလူကသူဆောက်ရှောက်ခဲ့ဘူးတဲ့အောင်ခန့်တကယ်ပဲဟုတ်နေမလားပတ်စထရီလေးကိုဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါအောင်